တရုတ်လိုမင်းဘယ်သွားမလဲဆိုရင်ဘယ်လိုမေးရမလဲဆိုတော့你要去哪里你要去哪里မင်းဘယ်သွားမလို့လဲအဲ့နေရာမှာ你မင်းခင်ဗျာ要去ဆိုတာသွားမလို့哪里ဆိုတာဘယ်နေရာလဲလို့ထည့်ပေးရတယ်အဲ့တော့哪里နဲ့မသုံးချင်း哪儿ဒါလို့သုံးလို့လည်းရတယ်ဒါကတော့ပေကျင်းအဟွိုင်းတန်ပေါ့နော်သူကတော့ဘယ်နေရာလဲလို့ထည့်ပေးရတယ်哪儿ဘယ်နေရာလဲ你要去哪儿မင်းဘယ်သွားမလို့လဲ你要去哪儿မင်းဘယ်သွားမလို့လဲ你要去哪里နှစ်မျိုးစလုံးသုံးလို့ရတယ်ပေါ့နော်အဲ့တော့ငါဈေးသွားဝယ်မလို့ဆိုရင်我去买东西我去买东西买东西ဆိုတာဈေးဝယ်တယ်买东西买ငါဝယ်တယ်东西ဆိုတာကပစ္စည်းအဲ့တော့ပစ္စည်းဝယ်တယ်ဈေးဝယ်တယ်ဆိုတဲ့အဓိပ္ပာယ်လည်းရတယ်ပေါ့နော်အဲ့တော့去买ဆိုရင်သွားဝယ်တာ然后我去买东西ငါဈေးသွားဝယ်မလို့我去买东西ငါဈေးသွားဝယ်မလို့အဲ့တော့ဒီနေရာဆိုရင်这里ဒီနေရာ这里ဒီနေရာဟိုနေရာဆိုလို့ရှိရင်เนาะ那里ဟိုနေရာ那里ဟိုနေရာဘယ်နေရာလဲဆိုရင်เนาะ哪里ဘယ်နေရာလဲအဲ့တော့အတန်တွေလေးတွေကမတူဘူးเนาะအဲ့တော့下一个နောက်တစ်ခုကဒါဘယ်လောက်လဲဆိုရင်เนาะ这个多少钱ဒါဘယ်လောက်လဲ多少钱ဆိုတာကဘယ်လောက်လဲလို့ထည့်ပေးရတယ်အဲ့တော့这个ဆိုတာဒါဒီဟာလို့ထည့်ပေးရတယ်ပေါ့နော်ဒါကြောင့်ဒီဟာဘယ်လောက်လဲဆိုရင်这个多少钱အဲ့ဒါကyuan 50ပါဆိုရင်那个50块那个50块50ဆိုတာ50 50块ဆိုတော့yuan 50ကိုပြောတာပေါ့နော်အဲ့တော့အဲ့ဒါကyuan 50ဆိုရင်那个50块那个50块အဲ့ဒါကyuan 50ပါအဲ့တော့ဒီဟာဆိုရင်这个ဒီဟာဟိုဟာဆိုရင်那个ဟိုဟာဘယ်ဟာလဲဆိုရင်တော့哪个ဘယ်ဟာလဲ哪个ဘယ်ဟာလဲ下一个ကြက်သားဘယ်လိုရောင်းလဲနော်鸡肉怎么卖鸡肉ဆိုတာကြက်သား怎么ဆိုတာကဘယ်လိုမျိုးလဲလို့ထည့်ပေးရတယ်မိုက်ကရောင်းတာအဲ့တော့怎么卖ဘယ်လိုရောင်းလဲတချို့နေရာမှာတော့怎么卖ပေါ့နော်怎么卖အတန်အတွက်ကနှစ်မျိုးရှိတယ်အဲ့တော့ကိုလက်ရှိရောက်နေတဲ့ဒေတာမှာဘယ်လိုအတန်နဲ့သုံးလဲအဲ့အတန်တိုင်းလိုက်ပြီးသုံးပေါ့နော်အဲ့ဒါတဟဇာတာပို့ဖြစ်တာပေါ့နော်怎么卖ပြောလို့ရတယ်အဲ့တော့1ကီလိုကိုyuan 30ဆိုရင်30块一斤30块一斤30ဆိုတာက30ခွိုက်ကကျက် unit ပေါ့နော်အဲ့တော့ငွေကြေး unit တရုတ်ငွေကြေး unit ကိုခွိုက်နဲ့သုံးတယ်အဲ့တော့30块yuan 30一斤ဆိုတာက1ကီလိုအဲ့တော့斤ဆိုတာကတော့တရုတ်သတ်မှတ်ချက်ကီလိုပေါ့နော်သူကတော့အင်္ဂလိပ်ကီလိုနဲ့တွက်မယ်ဆိုရင်900 gram ရှိတယ်ဒါကီလိုဝက်ပေါ့အဲ့တော့一公斤ဆိုမှအဲ့တော့1000 gram 1000 gram 1ကီလိုပေါ့နော်အဲ့လိုမျိုးရှိရပေါ့နော်အဲ့တော့一斤အဲ့တော့一公斤ဆိုရင်တော့1000 gram အင်္ဂလိပ်ကီလို1ကီလို一斤ဆိုရင်900 gram နော်900 gram ကီလိုဝက်ပဲအင်္ဂလိပ်ကီလိုဝက်ပဲရှိရပါတော့အဲ့တော့我要一斤ဆိုရင်ငါ1ကီလိုယူမယ်ပေါ့我要一斤ငါ1ကီလိုယူမယ်အဲ့တော့1ကီလိုyuan 30ဆိုရင်一斤30块一斤30块1ကီလိုကို30ပါမင်းဘယ်နှကီလိုယူမှာလဲဆိုရင်你要几斤ရောက်ကယူတယ်အလိုရှိတယ်လို့ထည့်ပေးရတယ်ကြီးဆိုတာကဘယ်လောက်လဲလို့ထည့်ပေးရတယ်斤ဆိုတာကီလို几斤ဆိုတာဘယ်နှကီလိုလဲ你要几斤မင်းဘယ်နှကီလိုယူမှာလဲ你要几斤မင်းဘယ်နှကီလိုယူမှာလဲငါ1ကီလိုယူမယ်我要一斤ငါ1ကီလိုယူမယ်好ဒီလိုပြပန်လေးကိုနေတိုင်းအမြဲတမ်းကြည့်ရှုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်เนาะ AK Lan Chinese YouTube Channel လေးကို Subscribe နှိပ်ပြီးတော့နေ့စဉ်အမြဲတမ်းဝင်ရောက်ကြည့်ရှုလေ့လာလို့ရပါတယ်谢谢大家那我们下次再见